မ်းဖြစ်မြောက်ရေးအတွက်ရောက်ရှိနေရဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လမ်းအတွက်ဆောင်ရွက်နေကြပြီပေါ့နော်ဒါကကားထားမဲ့နေရပါတော်လေးဖြစ်နေပြီပေါ့နော်ဖုံဖုံကကြီးကျက်ပြီးနေပါတယ်ဘက်ပြမယ်နော်ကကွန်ကရစ်လမ်းခင်းနေပါပြီတေချာလေးစေနာပပနဲ့ဆောင်ရွက်ပေးနေကြတာဖြစ်ပါတယ်တစ်ဖွဲ့တည်ရတော့ဟိုတောင်ကြီးမှာရှိပါသေးတယ်ဒီနေရာတော့ကားထားမဲ့နေရပါကား3စီးလောက်တော့ရပဲဒီမှာလည်းကြောက်တီဖြစ်နေပြီဒါကြီးဆိုရင်လည်းကြောက်ဖြာကြီးဖြစ်တဲ့ဒီကြောက်ဖြာကြီးကတော့ခွဲချမ်းလို့မရဘူးနောက်ဒီမှာရှိနေတဲ့ဒါရတော့ခွဲလို့ရသေးတယ်အောက်မှာနည်းနည်းလေးကြွနေအောင်ဒီကြောက်ကြီးကိုဖြိုလိုက်လို့ရတယ်ဒီဘက်မှာကြီးကျတော့မရတော့ဘူးဒါကြီးကကြောက်ဖြာဖြစ်နေဒီဘက်ချမ်းပေါ့နော်ထက်ချဲ့ဖို့အဲ့လိုလေးဖြစ်နေပါလေရှင်ဒီနေရာရဲ့ကျမသေးတယ်ဒါတော့တောင်းချူရအောင်ကြောက်နေပါဘူး